ထိုင်းစတိုင်ကြက်အီခွန်ကျွတ်ရွာကြော်နီလေးတွေကိုကျွန်တော်ပြန်လည်မျှဝေပေးတော့မှာဖြစ်ပါတယ်။သူကိုကျွန်တော်တို့အစာပြေနေပဲစားရှက်ကီသမားတွေအတွက်အမီးပဲလို့ရန်ကိုစားလို့ကောင်းတဲ့ကျွတ်ရွာကြက်အီခွန်ကြော်နီလေးဖြစ်ပါတယ်ဗျာ။အကြာကြီးလည်းအခါခံပါတယ်။လုံနီးရလည်းအရန်ကိုလည်းကိုရိုးရှင်းတဲ့နီးကြီးဖြစ်ပါတယ်ဗျာ။ဆိုင်မှာအပေါ်ဆုံးကတော့ကြက်အီခွန်လေးပါပဲ။တစ်ခါတလေကြက်အီခွန်လေးလှုပ်ရှားဖို့စိတ်ကူးလေးပေါက်လာတာနဲ့ပြီးတော့ချက်စီထမင်းလေးလုပ်မယ်ဆိုပြီးစိတ်ကူးရတာနဲ့ကြက်ရီကွန်ဆိုင်ကကြက်ရီကွန်လေးအိမ်ကိုတည်လာပြီးခုလိုလှုပ်ရှားခြင်းဖြစ်ပါတယ်။အရင်ဆုံးရေနွေးလေးဆူလာပြီးဆိုရင်ကျွန်တော်တို့စပလင်လေးထည့်ပါမယ်။ပြီးရင်ကြက်ရီကွန်လေးတွေအားလုံးထည့်ပြီးပြုတ်ပေးရပါဖြစ်ပါတယ်ဗျာ။ကျွန်တော်တို့15မိနစ်20လောက်ပြုတ်ပေးပါကြက်ရီကွန်လေးတွေကျက်သွားတဲ့အထိကျွန်တော်ပြုတ်ပေးရမှာဖြစ်ပါတယ်။အပေါ်ရံမှာတက်နေတဲ့စီတွေအားလုံးကျွန်တော်ခတ်ထုတ်ပေးရမှာဖြစ်ပါတယ်။အဲ့စီလေးကိုကျွန်တော်ချက်စီထမင်းမပြီးဖြစ်ထွက်လာတဲ့ချက်စီနဲ့ပြီးရင်ကျွန်တော်အဲ့ချက်ရေခွန်ပြန်လဲကြော်ပြမှာဖြစ်ပါတယ်။ချက်ရေခွန်လေးတွေချက်ပြီးဆိုရင်ကျွန်တော်တို့10ထုတ်ပေးပြီးသူ့ကိုအေးခံထားပေးရမှာဖြစ်ပါတယ်။အေးခံထားပြီးဆိုရင်အရသာဆက်ကြပါမယ်။အသားမုံထည့်ပါမယ်။ဘဲငံများရေအချီထည့်ပါမယ်။ QC ထည့်ပါမယ်။ပြီးရင်ဒါတွေကတော့အကျော်မှုန့်လေးပါအကျော်မှုန့်လေးထည့်ပါမယ်ကြက်သွန်ဖြူအမှုန့်နဲ့နန်စစ်အမှုန့်လေးထည့်ပါမယ်ပြီးရင်ကျွန်တော်တို့ရေခဲရေလေးထည့်ပါမယ်ပြီးရင်တော့နှက်ဆက်တော့အောင်တိတိကျကျလေးနေထားပေးပါ15မိနစ်လောက်နှက်ထားပေးရမှာဖြစ်ပါတယ်15မိနစ်လောက်နှက်ပြီးပြီဆိုရင်ကျွန်တော်တို့စီပူမှာကြော်ပေးရမှာဖြစ်ပါတယ်ဗျာစီကိုကျွန်တော်ခုနကတ်ထုတ်ထားတဲ့ကြက်စီလေးကိုပြန်တည်ထားပါတယ်ချက်စီလေးပြီးတော့စီကျွန်တော်အနည်းငယ်ထက်ရောပြီးကြော်မှာဖြစ်ပါတယ်မကြာခဏလေးမွေပြရမှာဖြစ်ရတယ်မမွေဘူးဆိုရင်အောက်မှာတူတော့တတ်ပါတယ်ချက်ခံနေပြီဆိုအယောင်လေးလည်းပြောင်းလာပြီဆိုမှကျွန်တော်စွမ်းမွေးရွက်နဲ့ရှောက်ဘလူးရွက်လေးထည့်ပါပဲအနံလေးပုံမွေးတော့အောင်ပါဒီအရွက်ကလေးတွေထည့်လိုက်ရတော့စားလိုက်တဲ့ချိန်မှာကျွတ်ရွက်လေးနဲ့ချက်ညီနဲ့မရှိပဲနဲ့မွေးကြီးနဲ့စားလို့လည်းအရင်ကကောင်းပါတယ်ကျွန်တော်ရဲ့အိုးမှာဘေးမှာညစ်ပတ်နေတဲ့အကြောင်းရင်းကကျွန်တော်ခုနကကြက်ပြုတ်ထားတဲ့ကြက်အရေခွင်အစီပြန်တုံးထားလို့ခုလိုမျိုးဘေးမှာကပ်ပြီးတော့ညစ်ပတ်နေတာဖြစ်ပါတယ်ခုလိုပြုတ်ပြီးကြော်လိုက်ရတဲ့အတွက်ကျွန်တော်စီလည်းအများကြီးတိတ်တုံးစရာမလိုတော့ပါဘူးသူ့ရဲ့စီနဲ့ဒီအရေခွင်ကိုပြန်ကြော်ခြင်းဖြစ်ပါတယ်စီးရတဲ့ခါတော့နည်းနည်းတော့အသက်ဝင်တော့ပါဗျာရေစိမ်ပြီးတော့တနိုင်ကြော်ကြာမှအိုးလေးပြောင်းစီးလို့ရပါတယ်ရေထည့်ပြီးကျွန်တော်အိုးကိုပြန်ပြုတ်အောင်ပေါ့ပြုတ်ပြီးမှရေစေးရင်လည်းရပါတယ်ဗျာခုဆိုရင်ရန်ကိုစားခြင်းဆိုကောင်းတဲ့ကျွတ်ရွက်ကြက်ရေခွန်ကြော်လေးရပါပြီဗျာမိတ်ဆွေတွေလိုက်လုပ်စားကြည့်ပါနော်တကယ်ကိုရတာရှိပါတယ်ကျွတ်ရွက်လေးပါသူ့ရဲ့ကြာချိန်ကလည်းကျွန်တော်တို့ဒီမနက်ထိမနေ့ကကြော်တာဒီမနက်ထိကျွန်တော်ပြန်စားကြည့်တော့တယ်ကျွတ်နေတော့ပါပဲဒါပေမဲ့ကြော်ခါစားတော့ကျွတ်ရွက်ရင်တော့မရှိတော့ပါဘူးကျွတ်နေလုံးပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအဆုံးထိလိုက်ပါကြည့်ရှုတဲ့အရောက်တိုင်းကိုလည်းသူပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကတော့အင်ချက်နည်းတွေကိုတည်တော်ပြန်လည်မျှဝေပေးနေတဲ့ silent ဖြစ်ပါတယ်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့